ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံကအရက်ဘက်နေရာတွေကိုဖိမှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေရဲ့တသက်အထောက်ထားတဲ့အကြောင်းကိုနည်းနည်းလေးလာကြည့်ကြရအောင်ပါဒါတွေကတော့လူခွင့်ရဲ့အရေးအဖွဲ့အစည်းတွေရဲ့အစီရင်ခံကြားတွေနဲ့နောက်ဆုံးရတဲ့တဲ့တွေကိုအခြေခံထားတာဖြစ်ပါတယ်တကယ်တော့ဒီလေကြောင်းတိုက်ခိုက်မှုတွေရဲ့နောက်ွယ်ကလူတွေရဲ့ခံစားချက်ကိုနားလည်ဖို့ဆိုရင်ဒီစကားတစ်ခွနဲ့လုံလောက်ပါတယ်မျက်မြင်သက်သေတလုံးရဲ့ရင်းဖွင့်တမ်းပေါ့သူကဘယ်လိုပြောထားလဲဆိုတော့မြင်ရက်စရာမရှိတော့အောင်ကြောက်စရာကောင်းတယ်မြင်ခွင့်ပါပဲတချို့အလောင်းတွေကတဆိစီဖြစ်နေပြီးတချို့ကတော့လုံးဝကိုပျောက်ဆုံးနေတာပါအခုမြင်နေရတဲ့ဒီပုံကတော့လေမှတ်တမ်းတင်ထားနိုင်တဲ့တိုက်ခိုက်မှုပေါင်းများစွာတွေကတစ်ခုပဲရှိပါသေးတယ်ဒါကဒီမော့ဆိုမျိုးနဲ့ကဖျားချမ်းတစ်ဆောင်ပါဒီလိုမျိုးဘာသာရေးအဆောင်အုံတွေတိုက်ခိုက်ခံရတာဒါတစ်ခုတည်းတော့မဟုတ်ပါဘူးဆိုတော့ဒီဖိရက်တစ်ခုအချင်းစီကိုတီးချစီမကြည့်ပဲအားလုံးကိုစုပြီးခြုံငုံကြည့်လိုက်တဲ့အခါမှာဒါတွေကမတော်တဆဖြစ်တာတွေမဟုတ်ဘူးဆိုတာတွေ့လာရပါတယ်မြန်မာစစ်ကောင်စီကကိုယ့်ပြည်သူတွေအပေါ်မှာပဲစစ်နစ်တကျလီချောင်းစစ်စင်ရေးတစ်ခုလုပ်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေထောက်ပေါ်လာတာပါပဲအဲ့ဒီတော့စစ်ရာဇဝတ်မှုဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကြားနေရတာပေါ့အတိအကျပြောရင်ဒါကဘာကိုဆိုလိုတာလဲစစ်ရာဇဝတ်မှုဆိုတာကစစ်ပွဲတွေမှာလိုက်နာရမယ့်နိုင်ငံတကာဥပဒေတွေကိုပြောင်တင်းချိုးဖောက်တာပါအထူးသဖြင့်ကျောင်းတွေစစ်ရုံတွေဖျားကျောင်းတွေလိုအရက်ပတ်နေရာတွေကိုတမင်တွေကပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေပေါ့ကဲဒီအကြမ်းဖက်မှုတွေဘလောက်အထိစိုးွားလဲဆိုရကော Fortified Rights လူအခွင့်အရေးထွက်ကမတန်းတင်ထားတဲ့3လတာကာလတစ်ခုအတွင်းကကိန်းဂဏန်းတွေနဲ့တစ်ချက်ကြည့်လိုက်အောင်ဒီမှာကြည့်လိုက်ပါကရင်နီပြည်နယ်တစ်ခုတည်းမှာပဲတော့3လပဲရှိတဲ့ကာလအတွင်းမှာလေကြောင်းနဲ့တိုက်ခိုက်တာ12ကြိမ်အဲ့ဒီမှာတင်ရက်တာ55ရောက်အထက်ဆုံးရှုံးခဲ့ရပြီးနောက်ထပ်40ကျော်ကတန်ရာရခဲ့ပါတယ်ဒီကိန်းဂဏန်းတွေကပြောနေတဲ့အဖြစ်မှန်ကတော်တော်လေးကိုပြင်းထန်တာပါတယ်ကိန်းဂဏန်းတွေကအဖြစ်မှန်ကိုဖော်ပြနိုင်ပေမဲ့အဲ့ဒီနောက်ွယ်ကလူသားတွေရဲ့ကြေးကွဲစရာဇလန်တွေကပေါ်ပြီးတော့ရင်နာဖို့ကောင်းပါတယ်အခုပြောပြမယ့်ဖြစ်ရကတော့နေရစွန့်ခွာထွက်ပြေးနေရသူတွေရဲ့စခန်းတစ်ခုတိုက်ခိုက်ခံခဲ့ရတဲ့ကြောင်းပါဒီတိုက်ခိုက်မှုကနေလွမြောက်လာတဲ့ဦးလာစုစုတယောက်ရဲ့စကားကိုနားထောင်ကြည့်အောင်ပါသူကသူ့ရဲ့သားချွေးမနဲ့3နှစ်အရွယ်မြေးမလေးကိုပါဆုံခဲ့ရတာပါသူပြောတာကအမိုးအောက်ကလူတွေအားလုံးသိကုန်ပြီအားလုံးပြီးကုန်ပြီဒီမှာဘလို့ဆက်နေအောင်လဲမသိတော့ဘူးဒါပေမဲ့ဘယ်လိုသွားရမလဲတကယ်တော့ကိုလုံချုံမီသီးမတဲ့နေရာကိုမပင်ဖတ်ထားတိုက်ခိုက်ခံရတာကမလောက်တော့ကြောက်စရာကောင်းလိုက်မလဲဒီပုံကတော့စကလုံးတွေတောင်မလို့တော့ပါဘူးလီချောင်းတိုက်ခိုက်မှုတစ်ခုကြောင့်တမီသားစုလုံးနီးပါးဆုံးရှုံးခဲ့ရပြီးသူတို့အတွက်နောက်ဆုံးခရီးကိုပြင်ဆင်ပေးနေကြတဲ့မြင်ကွင်းမှာတကယ်ကိုကြေကွဲစရာပါပဲဒီဘက်ကမော်ချီမျိုးဟိုဘက်ကလွယ်လော်ထီရွာဒီပုံတွေကဘာကိုပြောနေလဲဆိုတော့တိုက်ခိုက်မှုတွေကစီးရဲပြစ်မှတ်တွေကိုပဲလွယ်ပြီးတိုက်ခိုက်တာမဟုတ်ပဲလူတွေနေနေတဲ့အိမ်နဲ့ရက်ကွက်တစ်ခုလုံးကိုပါပျက်စီးစေခဲ့တယ်ဆိုတာပါပဲပျက်စီးဆုံးရှုံးမှုကတကယ်ကိုကြီးမားပါတယ်အဲ့ဒီတော့အရင်နှစ်ကဖြစ်ခဲ့တဲ့ဒီကြမ်းဖက်မှုတွေကအဲ့ဒီမှာပဲရပ်သွားလားဆိုတော့မဟုတ်ပါဘူးအခုနှစ်တစ်ထဲမှာလည်းဒီလိုတိုက်ခိုက်မှုတွေကဆက်ပြီးဖြစ်နေတော့မှာပဲ KNU ကဇန်နဝါရီ23ရက်နေ့ကပဲထုတ်ပြန်ထားတဲ့အချက်လက်တွေရဆိုရင်အခုဇန်နဝါရီလထဲမှာတင်စစ်ကောင်စီရဲ့ drone တွေ gyrocopter တွေပြီးတော့လက်နက်ကြီးတွေနဲ့ဖိကတ်မှုတွေကြောင့် KNU ထိန်းချုပ်နေမြေတွေကအရက်သား4ယောက်ထပ်ပြီးအသက်ဆုံးရှုံးခဲ့ရပြီး3ယောက်ထဏ်ရာရခဲ့ပါတယ်ဥမာအနေနဲ့ပြောရရင်ဇန်နဝါရီ20ရက်နေ့ကမုံမြို့နယ်မှာ drone နဲ့ပုံကျဲလို့အသက်54နှစ်အရွယ်ဦးမဲလုံးလည်းအသက်28နှစ်အရွယ်ကိုကျော်မင်းထက်တို့တေဆုံးခဲ့ရသလိုနောက်သက်လူနှစ်ယောက်လည်းဒဏ်ရာရခဲ့တယ်ဆိုလိုတာကဒီအချက်အတဲကဖြီးမသွားသေးပဲအခုထိတောင်ဆက်ဖြစ်နေတော့ဆိုတာပါပဲကဲဒီလောက်ဆိုးရွားတိုက်ခိုက်မှုတွေဘာကြောင့်ဖြစ်နေရတာလဲဒီပဋိပက္ခရဲ့နောက်ခံကြောင်းအင်းကဘာဖြစ်မလဲဆိုတာကိုနည်းနည်းလောက်လေ့လာကြည့်ကြရအောင်ပါခုနကကျွန်တော်တို့ပြောခဲ့တဲ့ထိုင်ရိုက်မှုတွေဖြစ်နေ data တွေမှာအဓိကလှုပ်ရှားနေတဲ့အဖွဲ့အစည်းတစ်ခုကတော့ခရင်မျိုးထားအစည်းအရုံး KNU ပါသူတို့ကခရင်လူမျိုးတွေကိုကိုစားပြုတဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီးနှစ်ပေါင်းများစွာလက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲလာခဲ့တာပါဒီ timeline ကိုကြည့်လိုက်ရင်ဒါကမနေ့တနေ့ကမှစထတဲ့ပဋိပက္ခမဟုတ်ဘူးဆိုတာတွေ့ရမှာပါနှစ်ပေါင်း80ကျော်ကြာနေပြီဖြစ်တဲ့ပဋိပက္ခပါဒါပေမဲ့အဓိကအပြောင်းလဲကလည်း2020စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပါအဲ့ဒီနောက်ပိုင်းမှာဒီပဋိပက္ခကအများကြီးပိုပြီးဆိုးရွားလာခဲ့ပြီးအခုလိုအရက်သားလေးကိုဖြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေလည်းတိတိတသားကိုမြင့်တက်လာခဲ့တာဖြစ်ပါကောက်ပြီးဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးလူ့အခွင့်အရေးအဖွဲ့တွေကနိုင်ငံတကာကိုဘာတွေလှုပ်ဆောင်ဖို့တိုက်တွန်းနေတယ်လဲဆိုတာကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်ကြအောင်သူတို့တောင်းဆိုနေတဲ့အချက်တွေကတော်တော်လေးတိကျပါတယ်ပထမဆုံးကတော့မြန်မာစစ်တပ်ကိုဘယ်နိုင်ငံကမှလက်နက်မရောင်းဖို့ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုလုပ်ဖို့ပေါ့နောက်ပြီးလင်းစီရောက်ချတာကိုပိတ်ဆို့ရွေးယူဖို့ဘာလို့လဲဆိုတော့လင်းစီမရှိရင်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့မရတော့ဘူးလေပြီးတော့ဒီချင်းတွေကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းပေးဖို့
စစ်ကောင်စီကိုဘလုံနိုင်ငံရေးရာတရားဝင်မှုမျိုးမှအတိမတ်မပြုဖို့နဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုနေဆက်ဖြစ်ကြောပြီးလူသားချင်းစာနာမှုအကူအညီတွေရအောင်ပံ့ပိုးပေးဖို့စသဖြင့်တောင်းဆိုထားပေတယ် ဒီတင်ဆက်မှုတွေအဆုံးသတ်မှာတော့စဉ်းစားစရာမိကုံတစ်ခုနဲ့ပဲညီကုံချုပ်လိုက်ခြင်းပါတယ်ဒီလောက်ခိုင်မာတဲ့အထောက်ထားတယ်ဒီလောက်ကြီးခွဲစရာကောင်းတဲ့အဖြစ်အပျက်တွေရှိနေပြီမဲ့ကဘာကြီးရသားကိုဘယ်လိုတုံ့ပြန်မလဲဒါကဝေးဝါတဲ့နေရာကသတင်းတပုတ်အဖြစ်ပဲကြံခဲ့မှာလားဒါမှမဟုတ်နိုင်ငံတကာအတိုက်အဝင်းကနေထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်လာမှာလားဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်ဆောင်ကြည့်ရမယ့်မိကုံတစ်ခုပါပဲ